အားလုံးပဲမင်္ဂလာပါ IT Network Landing Center နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးချင်တဲ့အကြောင်းအရာကတော့ BGP attribute အကြောင်းပဲဖြစ်ပါတယ် BGP attribute တွေမှာအများကြီးရှိတဲ့ထဲမှာကျွန်တော်ဒီ weight အကြောင်းကိုနည်းနည်းပြောပြပေးချင်တယ် weight မှာဆိုရင်သူကBGP weight မှာဆိုရင်သူကlocal attribute အနေနဲ့ local attribute အနေနဲ့ဒီ value တန်ဖိုး0နဲ့ 32768ဆိုပြီးတော့ရှိတယ်local attribute ဆိုတာကကျတော့ဒီက local router တွေမှာပဲသုံးတယ်သူကတခြား router တွေတို့တခြား ASD ကိုသူက propagate မလုပ်အဲ့လိုပုံစံမျိုးနဲ့ attribute value တွေကိုသုံးတယ်အဲ့တော့ကျွန်တော် router 1မှာကျွန်တော် IP address တွေပေးထားတယ်အဲ့လိုပဲကျွန်တော် router 2မှာလည်း IP address တွေ interface တွေကိုပေးထားတယ် stream မှာလည်းကျွန်တော် interface တွေကိုပေးထားတယ်အဲ့တော့အခုဆိုရင်ကျွန်တော်တို့စပြီးတော့ကျွန်တော်စပြီးတော့ neighbor စပြီးတော့ BGP neighbor establish လုပ်မယ် 65001 oh sorry neighbor ဆောက်မယ် 10.10.3.2 mode is က 65002 အဲ့လိုပဲ output ကိုဆောက်မယ် 65003 10.10.30.30.1 ပြီးလို့ရှိရင်ကျွန်တော်တို့ router 2ကိုဆောက်မယ်လိုပဲ industry sorry 65003 ကိုneighbor ဆောက်မယ်23.23.2 okay ပြီးလို့ရှိရင် router 3ကိုဆောက်မယ် router BGP 65003 neighbor router 1 .13 remote AS က 501 neighbor and 23.1 remote AS က 65002 ကျွန်တော်တို့ neighbor ဆောက်ပြီးသွားပြီ neighbor ဆောက်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ loopback tree ကို loopback tree interface ကို create လုပ်မယ် interface loopback tree IP address 3.3.3 router BGP 65003 ကိုထည့်မယ် network 3.0.3.3 2.5.2.5.2.5 sorry mask ကျန်နေတယ်အဲ့ mask ကအမြဲမရနော်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကြောင်ကြည့်တဲ့နောက်မှာ show IP BGP နဲ့ကြည့်မယ် okay အဲ့တော့ကျွန်တော်စောစောပြောခဲ့သလိုပဲဒီ weight BGP weight ကဒီ local router ဥပမာဒီမှာဆိုရင်00ဆိုတော့じゃ loopback 3ပေါ့အဲ့တော့3ကဒီ 3.3.3 ကို LAN လုပ်တဲ့အခါမှာသူက weightက 32768 ကိုသုံးတယ်ကျွန်တော်တို့တခြား router ကနေကြည့်မယ်ဆိုရင်တခြား router ကနေ LAN လုပ်ကြည့်မယ်ဆိုရင် show IP BGP 3.3.3 ကို LAN လုပ်တာနည်းနေရာရှိတယ် 12.2 နဲ့ 30.1 ဒါပေမဲ့သူ့ရဲ့ weight ကကျတော့0ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲ0ဆိုရင်သူက external ကနေလာတယ်32768ဆိုရင်သူက locally ဖြစ်တယ်ခုဒီဘက်ကနေကြည့်မယ်ဆိုရင်အဲ့လိုပဲဟို IP BGP ဒါ BGP weight ပေါ့အဲ့တော့ကျွန်တော်တို့ဒီ weight တွေကိုကျွန်တော်ကလိုသလိုကစားလို့ရတယ်အခုဆိုရင်ဒီကောင်ဆိုရင်best drop ဖြစ်တယ် 3.2 ကနေ land လုပ်တယ် 3.3.2 3.3.3.3 network ကိုတွားမယ်ဆိုရင်ဒီကောင် 10.10.23.2 ကနေတွားတယ်
23.2 ကနေသွားတယ်သူက directly connected လည်းဖြစ်တယ်နောက်ပြီးကျရင် shorter pass AF ဖြစ်တယ် that's why အဲ့ဒါကြောင့်မလို့သူကဒီကောင်က backdrop အနေနဲ့ routing table ထဲမှာမြင်ရမယ်ဒီကောင်အဲ့တော့ကျွန်တော်တို့ကဒီကောင်ဒီလိုမျိုးအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ကဒီ BGP weight တွေကိုကျွန်တော်တို့ကပြောင်းပြီးကစားလို့ရတယ်ဥပမာကျွန်တော်ဒီ router 1ကိုတောင်းတယ် router 1မှာဆိုရင်ကျွန်တော် 3.3.3 ကို LAN လောက်တာကဒီ 12.2 ဆိုတဲ့ R2 ဘက်ကနေသွားသလို 30.1 directly R3 ကိုတိုက်ရိုက်သွားတာအကောင်မှရှိတယ်သူကလည်း weight က0.0ပဲဒါပေမဲ့ shorter pass ဖြစ်တဲ့အတွက်ကြောင့်မလို့သူက backdrop အနေနဲ့ကဒီ 30.directly connect ဖြစ်နေတဲ့ကောင်ဘက်ကသွားတယ်အဲ့ကျွန်တော်တို့ကဒီကောင်ကို weight ပြောင်းပြီးတော့ကစားကြည့်နော်router BGP 65001ရေးပါ 10.10.12.2 ဘက်ကကောင်ကိုကျွန်တော်တို့က weight ကို set လုပ်လိုက်မယ်ဘယ်လောက်လဲ20အဲ့တော့ကျတော့ကျွန်တော်တို့က save လိုက်မယ်အခုကျရင် clear IP BGP star stop in ဆိုပြီးတော့လုပ်လိုက်မယ် IP BGP နဲ့ပြန်ကြည့်အဲ့ဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုမြင်ရတယ်အခုဆိုရင်ပြောင်းသွားရင်เนาะတွေ့လား 3.3.3 ကို 10.10.12.2 ဘက်ကသွားတယ်ဒါပေမဲ့သူ့ရဲ့ weight က20ဖြစ်တဲ့အတွက်ကြောင့်မို့လို့longest path shortest path longest path AS ဖြစ်ပေမဲ့လည်းသူက weight တန်ဖိုးက highest ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက routing table တွေကိုကျွန်တော်တို့ကဒီမှာ backdrop အနေနဲ့ဒီကောင်ကိုမြင်ရဒါကကျွန်တော်တို့ဒီ weight ကိုဘယ်လိုသုံးလဲဆိုတော့ပြောတာအဲ့လိုမျိုးပဲကျွန်တော်တို့က weight ကိုကျွန်တော်တို့နောက်ထပ် play around လုပ်လို့ရတာကဥပမာကျွန်တော်တို့ဆိုဒီကောင် 3.3.3 ဆိုရင်ဒီမှာဆိုရင်ကျွန်တော် router sorry loopback နှစ်ခုထည့်လိုက် router R3 မှာဆိုရင်တခြား network နှစ်ခု loopback နှစ်ခုထည့်ပြီးလို့ရှိရင်ကျွန်တော်ကဒီ route map နဲ့ပေါ့ကျွန်တော်တို့လိုချင်တာကဥပမာ router 1ကနေပြီးမှဒီကောင်ဆိုရင် router 1ကနေပြီးမှသူ့ရဲ့လမ်းကြောင်းက 10.10.12.2 ကိုသွားမယ်ဒီဘက်ကိုသွားမယ်ဘက်ကိုသွားရင်သူကweight 20နဲ့သွားမယ်သူ့ရဲ့တန်ဖိုး weight 20နဲ့သွားမယ် weight 20နဲ့သွားမယ်ကျန်တဲ့ကောင်ကကျတော့ weight 0ကျန်တဲ့နှုန်းကဥပမာ 3.33 ဆိုရင်သူက weight 0အနေနဲ့သွားမယ်အဲ့တော့ကျွန်တော်ဒီ router 3ကိုသွားလိုက်မယ် router 3မှာကျွန်တော် loopback create လုပ်မယ် show IP interface 3အနေနဲ့ကြည့်မယ် okay interface loopback for IP address က 3.33.33.33 255.5.25.25 အဲ့လိုပဲ IP address 34.34.34.34 255.5.25.25 okay 33 နဲ့ 34ကိုထည့်ပြီးလို့ရှိရင် router BGP 65003တွေကိုnetwork 33.33.33.33 master 255.5.25 အဲ့ကောင်ထည့်မယ် okay အဲ့တိုင်းပဲ34ကိုကျွန်တော်တို့ထည့်မယ်အဲ့လိုထည့်ပြီးတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ router 1ကနေကြည့်မယ်ဆိုရင် show BGP နဲ့ကြည့်မယ်33 average ပြအဲ့ဆိုloopback 4က33 PM sorry မှားနေအဲ့ဆိုရင် interface loopback 5 loopback 5က33 PM နဲ့ 33.33.30.33
အဲ့ဆိုရင်ကျွန်တော်ဒီကောင်လေးတစ်ချက်ပြင်လိုက်မယ်နော်ဒီကောင်ကဒီဘက်5ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာအကောင်လုံး20ဖြစ်နေတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ network 3ခုကိုမြင်ရတယ်အဲ့တော့ကျတော့ကျွန်တော်တို့ကဒီကောင်ကတကယ်ကြတော့အဲ့20ကိုကျွန်တော်လုပ်ချင်တာဒီ weight 20ကကြတော့ 3.3.3 network မှာပဲဒီ weight 20မြင်ရမယ်ကျန်တဲ့ကောင်တွေအကုန်လုံးကကျွန်တော်တို့က0ဆိုတော့မြင်ရအဲအကြောင်းလို့ကျွန်တော်တို့စောစောကကျွန်တော်တို့ configure လုပ်ခဲ့တဲ့ကောင်ကိုကျွန်တော်တို့မှုလုပ်ရမယ်တော့ PGP 5001 show run 5 section router BGP အဲ့မှာဆိုရင်ကျွန်တော်တို့ကဒီ weight ကိုကျွန်တော်တို့စောစောကပေးခဲ့တဲ့ဟာကိုကျွန်တော်တို့က remove လုပ်လိုက်မယ် sorry အဲ့ဆိုရင်ကျွန်တော်တို့စပြီးတော့route map လုပ်မယ် route map create လုပ်မယ် route map မှာကျွန်တော် network လို့ပေးလိုက်မယ်ပြီးလို့ရှိရင် permit ပြန်သူ့ရဲ့ sequence number ကိုတန်းလို့ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က set weight လုပ်မယ်route map ဆိုတော့ match IP address လုပ်မယ် match IP address ပြီးလို့ရှိရင် asset list number ရေးမယ် match IP address 9ဆိုပေးမယ် set weight ကိုကျွန်တော်တို့က weight ကိုကျွန်တော်တို့20လို့ပေးလိုက်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့ကroute map အဲ့လိုဆိုနှစ်ခုလုံးမှာ20နဲ့0ကိုပေးမှာ route map network ERMI permit 20ဆိုပြီးပေးမယ်ပြရပါဦးပြီးလို့ချင်းသူ့ရဲ့ weight ကိုကြတော့ကျွန်တော်တို့က set weight ကို0လို့ပေးလိုက်အဲ့လိုရင် show route map နဲ့ပြင်မယ်ဆိုရင်အဲ့ဆိုရင် weight က20ရယ် weight က0ရယ်ဆိုပြီးတော့ကျွန်တော်တို့ကနှစ်ခု cross နှစ်ခုလုပ်လိုက်တယ်ပြီးလို့ချင်းကျွန်တော်တို့က asset list ရေးမယ်asset list သူ့ number က9ဆိုတော့ကျွန်တော်တို့9ပေးခဲ့တယ်အဲအကြောင်းမို့ permit ဘယ်ကောင်လဲဆိုတော့ဘယ်ကိုသွားမှာလဲဆိုတော့ 3.3.3 ကိုသွားမယ်ဆိုတော့ကျတော့သူ့ရဲ့ white card smart က 0.plus နဲ့ပေးလိုက်မယ်အဲဆိုရင်ကျွန်တော်တို့ကဒီ software move လုပ်ထားတဲ့ oh sorry Windows 80 Windows ဟိုကောင်80အဲ့ဆောက်အဲ့လိုမျိုးဆိုရင် R1 ကိုအဲ့တော့ကျတော့ router BGP ကိုဝင်မယ်65001အဲ့တော့ကျွန်တော်တို့ကဒီထဲမှာ route map ကိုပြင်ရေးမယ်ဘယ်ဘက်ကိုသွားမှာလဲဆိုရင် 10.10.12.2 ဘက်ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ route map ကိုခေါ်မယ် route map ဆိုတော့ကျွန်တော်တို့ route map create လုပ်ခဲ့တဲ့ name network ဆိုပြီးကျွန်တော်တို့ပေးခဲ့တယ်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ကဒီ in နဲ့အောက်ကိုရွေးမယ်အဲ့တော့အဝင်ကို update route တွေ academy update တွေ route တွေ update လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က in ဆိုပြီးရေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ထွက်လိုက်မယ်ထွက်ပြီးလို့ရှိရင် save လိုက်မယ် save ပြီးရင် clear IP PGP star ဆိုပြီးတော့ off in ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးရင်ကျွန်တော်တို့က show IP PGP နဲ့ခေါ်ကြည့်မယ်အဲ့ဆိုရင်ကျွန်တော်တို့3.3.3 ပဲမြင်ရမယ်ဒါပေမဲ့ကျန်တဲ့ကောင်တွေက0အနေနဲ့မြင်ရမယ်မပြောင်းသေးဘူးဆိုရင်ခဏစောင့်မယ် okay ခုဆိုရင်ကျွန်တော်တို့မြင်ရပြီအဲ့တော့ 3.3.3 ကိုသွားမယ်ဆိုရင်20အနေနဲ့သွားမယ်ကျန်တဲ့ကောင်တွေကတော့အကုန်လုံးက0အနေနဲ့ weight က0အနေနဲ့မြင်ရမယ်အဲ့တော့ကျွန်တော်တို့ရ trace ဘယ်ဘက်ကနေထွက်လဲဆိုကျွန်တော်တို့ကပြလိုက်မယ် trace route 0.3.3.3အဲ့ဆိုရင်သူက 10.10.12.2 ဘက်ကနေထွက်မယ်အဲ့လိုပဲကျွန်တော်တို့တခြားဟာကိုပဲကျွန်တော်တို့တခြားဟာကိုကြည့်မယ်
ဒါဟာကိုခေါ်ကြည့်မယ်ဆိုတော့ trace out 33.33 ကိုခေါ်ကြည့်မယ်ဒါဆိုရင်ဒီကောင်ကတခြားဘက်ကနေတော့ရမယ် 10.10.13.something ဘက်ကတော့ရမယ် 10.10.30.2 ဘက်ကတော့ရမယ်โอเค 10.10.30.1 ဟုတ်ပြီအဲဒါဆိုရင်34ကိုကြည့်မယ်ဆိုလဲအဲ့လိုပဲ34ဆိုလဲဒီကောင်က 10.10.30.1 ဘက်ကထွက်မယ်အဲ့တော့အားလုံးကို recap ပြန်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီweight ကကြတော့ဒီ Cisco ရဲ့ property ဖြစ်တယ် Cisco specific ဖြစ်တယ်ပေါ့သူက higher weight ဆိုရင်သူက iPad ကနေ routing table တွေကိုထည့်တယ်အဲ့တော့ကြတော့ဒီသူ့မှာ value နှစ်ခုရှိတယ်0နဲ့တို့ IPPGP အနေနဲ့ကြည့်မယ်0နဲ့65 32768 0နဲ့32768ဆိုပြီးရှိတယ်တော့ကျွန်တော်ပြောခဲ့သလိုပဲ0နဲ့0ကကြတော့ external ကနေလာတယ်locally ကကြတော့32768အနေနဲ့သုံးတယ်အဲ့တော့ဒီ example မှာဆိုကျွန်တော် round map ကိုဘယ်လိုအသုံးပြုလဲနောက်ပြီးကြရင် weight ကိုဘယ်လိုအသုံးပြုပြီးတော့ traffic တွေကိုဟိုဘက်ဒီဘက်ကစားပြီးတော့ရွှေ့လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်